ချိန်တွေကိုဒီလိုမျိုးလုပ်ရတယ်ဆိုတော့လည်းအမသိဘူးပေါ့နော်နောက်ပိုင်းကျမှချိန်တွေကိုဒီလိုမျိုးလုပ်လို့ရတယ် furniture ဘိုင်းမှာချိန်တွေအကုန်လုံးသုံးလို့ရတယ်သေးသေးတွေအစားအကြီးကြီးအကုန်လုံးသုံးလို့ရတယ်ဆိုပြီးတော့လက်မှုကိုစိတ်ဝင်စားတာပြတ်ပွားအောင်လက်မှုမပြတ်သုံးအောင်မပပြောင်းအောင်ဆိုပြီးတော့ချိန်လက်မှုပေါ့ဒီလုပ်ငန်းကိုပဲလုပ်မယ်ဘယ်လိုပဲခက်ခဲချီချီပေါ့နော်ဒီလုပ်ငန်းကိုပဲလုပ်မယ်ဆိုပြီးတော့စောက်ချပြီးတော့လုပ်တာမှားတယ်အဲထဲမှာတော့မေးဆိုင်တွေroot divider တွေခုံတွေအများအပြားဒါတွေလုပ်ပေးရတာများပါထိုင်ရတာလည်းစင်ပြေတယ်နှွေးဆိုရင်တော့အေးရပါဒီဟာမျိုးကဆောင်းနေကြတော့လဲနှွေးရပါချိန်လေးကျမ်းမာရေးနဲ့လည်းညီညာပေါ့ကျွန်းဒီချိန်ကြတော့စင်ပြေတယ်ထိုင်ရတာတက်တာလည်းရှိတယ်အညောင်းညာလေးပြေးရပါတော့ချိန်လုပ်ငန်းဒီလုပ်ငန်းကိုထိုးတော့အောင်နာမည်နဲ့လုပ်ခဲ့တာ2019ကနေစလုပ်တာပေါ့နော်ဒီလိုပဲ online ပေါ်ကနေပဲရောင်းဖြစ်တာပေါ့နော်ပုံကျန်းတော့ဒီရန်ကုန်အမေစောက်ဒီရန်ကုန်မှာပဲဝယ်တာပေါ့နော်ရန်ကုန်မြောက်တကုံဝယ်တယ်တောင်တကုံမှာဝယ်တယ်မင်္ဂလာဒုံမှာဝယ်တယ်ပေါ့နော်ကုန်ကျန်းကတော့အခုနောက်ပိုင်းကတော့အရန်ကိုခက်ခဲလာပေါ့နော်အရင်တော့ဝယ်ရတာလွယ်ပါတယ်တခုရဖို့ရေတော်တော်လေးကိုခက်ခဲဖြစ်တာပေါ့နော်လမ်းတွေသွားလာဖို့ခက်ခဲတွေကြောင့်သူတို့ကဒီဘဲကိုကုန်ကျန်းတွေမတင်ကြဘူးပေါ့နော်ဟိုဘဲအထက်ဘက်ကလည်းမရဘူးARDတိုင်းပဲလည်းကုန်ကျန်းတွေမဝင်တော့အခုဘိတ်ဘဲကပဲနည်းနည်းရတာပေါ့နော်ကုန်ကျန်းမရတော့ရတဲ့နေရာနေပြီးတော့ကုန်ကျန်းကိုရတဲ့ဈေးနဲ့ဝယ်ရတယ်ဖောက်ဆက်လေးမပြေသွားအောင်ပေါ့ရှေ့အော်ဒါလေးတွေကိုလက်ခံထားတဲ့အော်ဒါလေးတွေကိုလုပ်ပေးနိုင်ဖို့အတွက်ကိုစင်ပြောင်လေးလုပ်ပေးရတဲ့ကြောင့်အမတို့မှအများမကြံဘူးသွားလာတဲ့ဈေးစကားရတဲ့ဈေးတွေကြီးတော့အများမကြံတဲ့အတွက်ဝန်ထမ်းတွေကိုထိန်းထားပေးတဲ့အလုံးကိုမပြတ်ဝအောင်ထိန်းထားပေးတဲ့သဘောပဲအမှန်တော့ဒီလက်ရှက်သွားနေတာပေါ့နော်ချင်းသေးသေးလေးရအစားပေါ့နော်ဘီဘောကအထိစက်တီroot divider တွေပါတယ်အကုန်လုံးလက်ခံပြီးတော့လုပ်ပေးတာပေါ့နော်အဲ့လိုမျိုးလုပ်ပေးတဲ့နေရာမှာတချို့အားကြတော့ Google ထဲကနေပြီးတော့ပုံလေးတွေလှတဲ့ပုံလေးတွေသူတို့ကြိုက်တဲ့ပုံလေးတွေယူပြီးတော့လက်ခံလာပုံပြပြီးတော့လာပြီးတော့လုပ်ခိုင်းတာပေါ့နော် order အပ်တယ်အဲ့တော့အမတို့ကဒီပုံလေးတွေကိုကြည့်ပြီးတော့အနည်းဆက်ဆုံးတူအောင်စင်ပြအောင်လေးလုပ်ပေးရတာပေါ့နော် customer စိတ်တိုင်းကြောင်လေး customer ကြီးလုပ်ပေးကြတာမှားတယ်အဲထဲမှာတော့မေးဆိုင်တွေroot divider တွေခုံတွေအများအပြားဒါတွေလုပ်ပေးရတာများပါကုန်ကျန်းတော့ဒီကောက်ပေါ့နော်ကုန်ကျန်းရဲ့ပြီးတော့သွားလာတဲ့transportation အဲ့ဒါလေးတွေခက်ခဲရှိတယ်တိုင်းပြည်သားလူတွေကိုလည်းခေါ်တယ်အသင်လေးတွေကိုလည်းခေါ်တယ်အသင်လေးတွေကိုလည်းသင်ပေးတယ်လူတွေဆိုရင်အသင်လေးကိုသင်ပေးတယ်ပေါ့နော်သင်ပေးပြီးတော့သူတို့ပြန်သွားလို့ရှိရင်တချို့ကလေးတောင်းတဲ့ကလေးတွေဆိုရင်3လပြီးသွားလို့ရှိရင်သူတို့တောင်းပြန်တက်ကြတယ်ပြီးရင်ပြန်လာလုပ်ကြတယ်အခုနေ့ကျရင်လည်းသူတို့ပြန်လာလုပ်ကြမယ်ကလေးတွေရှိတယ်ဟုတ်ကဲ့လုပ်ပြန်ပေးတာပေါ့နော်တချို့စိတ်ဝင်စားဘူးလက်မှုစိတ်ဝင်စားတဲ့လူတွေလည်းရှိတယ်လက်မှုစိတ်ဝင်စားတဲ့ကလေးတွေဆိုဆဲကုန်လို့မရဘူးပေါ့နော်အခုလက်မှုစိတ်ဝင်စားတဲ့ကလေးတွေဆိုအမကထောက်ပံ့ထားတာပေါ့နော်အဲ့လိုမျိုးနောက်အခုတောင်းပိတ်လို့ရှိရင်ပြန်လာလို့ဘိုးကအမတို့ကသူတို့ပဲထောက်ပံ့လေးတွေဖြစ်အောင်လို့ပို့ပြီးစီစဉ်ပေးတာပေါ့နော်စက်တီကျွန်းအရင်ရှိကသုံးတယ်ကျွန်းထိုင်ကုန်စက်တီတွေဆိုရင်ကျွန်းစက်တီခွဲကိုအဟောင်းတွေပေါ့နော်ပြန်ပြင်ပေးတယ်ကျွန်းမီနဲ့ထိုင်အခင်းပေါ့နော်အဲ့လိုမျိုးပြန်ထိုးပေးတာပေါ့ကျွန်းမီတစ်ခွဲကိုဆိုရင်2000ခွဲယူတာပေါ့နော်ထိုင်ကိုတစ်ခွဲကိုလည်း2000ခွဲကြီးချိန်ကျုပ်ချိန်နဲ့လုပ်ပေးတာပေါ့နော်ပို့ပေးတာရှိတယ်ပြန်ပြင်ပေးတာပေါ့နော်ချိန်ကိုဆိုရင်အလွန်ဆုံးဒီဇိုင်းပုံမှာမူတည်ပြီးတော့ကွဲသွားတာပေါ့နော်တချို့က15သိန်းတစ်စုံလုံး15သိန်းကျန်တော့ရှိတယ်18သိန်းကျန်ရှိတယ်ဒီဇိုင်းဆန်းဆန်းလေးတွေဆိုရင်20ကျော်တွေအဲ့လိုမျိုးတွေတော့အစားသွားတာပေါ့နော်အနည်းဆုံးကတော့10သိန်းကျော်ရှိတယ်ဒီချိန်တွေကြတော့လေကြာလာရင်လည်းသူက6သွေးအထက်ကရေဓာတ်တွေကစိုးထိုင်းတဲ့ရေဓာတ်တွေက6ဝါတော့လေပွားဖြစ်တယ်တဲ့ရပြူရတာလည်းစင်ပြေတာပေါ့နော်ထိုင်ရတာလည်းလေစင်ပြေတယ်နှွေးဆိုရင်ဗာလဲနှွေးဆိုရင်တော့အေးနေတာပေါ့ဒီဟာမျိုးကဆောင်းနေကြတော့လဲနှွေးနေတာပေါ့အဲ့လိုမျိုးလေးပေါ့ဒီချိန်လေးကကျမ်းမာရေးနဲ့လည်းညီညွတ်ပါဆိုဖာကုံလေးကြတော့နည်းနည်းထိုင်ကြာရင်ပူလာတာတွေပါတယ်ရှိတယ်လေဒီချိန်ကြတော့စင်ပြေတယ်ထိုင်ရတာတက်တာလည်းရှိတယ်အညောင်းညာတွေပြေးတာပေါ့နော်
အမအရင်တော့ဒီချိန်တွေကိုဒီလိုမျိုးလုပ်ရတယ်ဆိုတာလည်းအမမသိဘူးပေါ့နော်နောက်ပိုင်းကျမှချိန်တွေကိုဒီလိုမျိုးလုပ်လို့ရတယ် furniture ဘိုင်းမှာချိန်တွေအကုန်သုံးလို့ရတယ်သေးသေးလေးတွေအစားအကြီးကြီးအကုန်လုံးသုံးလို့ရတယ်ဆိုပြီးတော့အမလင်းမှုကိုစိတ်ဝင်စားတာနောက်ပိုင်းကျဒီလုပ်ငန်းပဲလုပ်မယ်တခြားလုပ်ငန်းမပြောင်းဘူးเนาะဒီလုပ်ငန်းမှာပဲလင်းမှုနဲ့ပတ်သက်လို့ပြတ်ပွားအောင်လင်းမှုမပြတ်သုံးအောင်မပပြောင်းအောင်ဆိုပြီးတော့ချိန်လင်းမှုပေါ့အမဒီလုပ်ငန်းကိုပဲလုပ်မယ်လို့ဘယ်လိုပဲခက်ခဲရှိရှိပေါ့เนาะဒီလုပ်ငန်းကိုပဲလုပ်မယ်ဆိုပြီးတော့စောက်ချပြီးတော့လုပ်တာပေါ့အခုကတော့ဝါသနာပါလို့ဝါသနာပါတာနဲ့ရွေးချယ်စရာမရှိတာနဲ့ဒီဟာကိုဒီလုပ်ငန်းကိုသွားနေပြီမယ်အခုကုန်စည်နှုန်းကလည်းကုန်စည်နှုန်းနဲ့ခက်ခဲကုန်ကြမ်းခက်ခဲဝန်ထမ်းတွေခက်ခဲတွေကြောင့်အကုန်လုံးခက်ခဲတွေကြောင့်အမဒီဟာကိုအိတ်ဆိုင်ရပြီးတော့เนาะစိုက်ပြီးတော့တောက်ခံထားတာပေါ့အကြီးကတော့10နှစ်ရှိပြီပေါ့နော်grade 3ပေါ့3တန်းပေါ့ငယ်လေးကတော့ခုဆိုရင်2နှစ်ပြီပါဘူးအကြီးကတော့ကျောင်းပိတ်တုန်းကတော့အဲ့လိုစက်တီပွဲကလေးခုံစက်တီပွဲတွေကိုထိုးခုတယ်ပေါ့သူကတော့နည်းနည်းလေးအခုစပြီးတော့လုံသူလည်းဝါသနာပါတယ်ဆိုတော့လေသူ့လည်းအဲ့ဒါလေးလင်းမှုလေးကိုသင်ပေးပြီးတော့အမှုပေးမယ်ပေါ့နော်အဲ့လိုမျိုးဒီလုပ်ငန်းကတော့သူ့ကိုဥဆောင်ဖို့တဲ့ရည်ရွယ်ထားတာပေါ့နော်နောက်ပိုင်းကျရင်သူ့ကိုပဲလောက်ခိုင်းပါပေါ့ဟုတ်ညီမတို့ကစတမာအများအပြည့်online ပေါ်လည်းမှာကြတာများပါတယ်ညီမတို့ဒီဟာပေါ့နော်ဈေးကတော့အသက်သာဆုံးနေပေါ့နော်လုပ်ပေးပါမယ်လို့ပြီးတော့ညီမတို့ကျတော့ဆေးကိုကောင်းကောင်းလေးသုံးပေးတယ်ဆိုရတဲ့ကြောင့်မို့လို့ဈေးနဲ့တန်အောင်ပေါ့နော်တန်ရတဲ့ပေးရတဲ့ဈေးနဲ့ပေါ့နော်ကုန်ပစ္စည်းနဲ့တန်အောင်တော့ညီမတို့အဆင်ပြေအောင်လေးလုပ်ပေးရတဲ့လာပြီးတော့အားပေးကြဖို့မှာကြဖို့ပေါ့နော်အနေနဲ့လည်းစတိကြတော့အမှန်1316ကြာနေလန်း6ရက်ကွက်အရှိတကုံမျိုးနဲ့ပေါ့နော်မြောက်ပလာပေါ့နော်ကြောက်ရည်တဲ့မှတ်တိုင်အနီးမြန်မာလက်မှုနည်းပညာအယောင်စင်တာထဲမှာစိုင်ကန်းလေးယူထားပါတယ်ဒီမှာတော့ order လေးတွေကို customer order လေးတွေပဲအများအပြားလုပ်ပေးနေရတော့စိုင်ပဲကိုတော့ပစ္စည်းတွေတော့တိတ်ပြီးတော့လည်းမတင်နိုင်ဘူးပေါ့နော်အဓိကတော့ customer order လေးကိုပဲ run ပေးနေရတော့လေအဲ့လိုမျိုးတွေရှိတယ်ရှင်အဲ့တော့ကုန်ပစ္စည်းတစ်ခုပြီးသွားပြီသွားပို့မယ်ဆိုရင်ကားခေါ်ရတာနည်းနည်းအခက်အခဲရှိတယ်ဈေးနှုန်းနဲ့သွားပို့ရမယ်နေရာဝေးလို့ရှိရင်အမတို့ကအခက်အခဲဖြစ်တော့ customer တွေစီကတချို့ပစ္စည်းတွေအများအပြားတော့အမတို့ကဖြစ်ချင်တာတော့ daily free ဆိုပြီးတော့ပေးခြင်းတယ်တချို့နေရာကျအရန်ဝေးတဲ့နေရာတွေရှိတော့အမတို့ကတဝက်စီအဲ့လိုမျိုးယူတဲ့ဟာတွေရှိတယ်နည်းနည်းလေးတအားကြီးမဝေးဘူးဆိုရင်အမတို့ကိုယ်တိုင်အဲ့လိုမျိုးသွားပို့ပေးတာရှိတယ်အမစိုက်တမ်းမှာတော့အများအပြားချိုးလာကိုလာအားပေးတဲ့လူတွေကို daily free ဆိုပြီးတော့ပေးခြင်းတဲ့အချင်းကြီးချီရအောင်တော့စူးစမ်းနေရပါတော့အဲ့လိုမျိုးလုပ်ပေးခြင်းတဲ့စီစဉ်လေးရှိတာပေါ့နော်စူးစမ်းနေပါ